ငရဲအကောင်ပေါက်ကလေးနဲ့ငရဲအကြီးငရဲအပေါက်ကလေးနဲ့ငရဲအကြီးအောက်မှာငရဲအကြီးရှိတယ်ဘာလောင်လဲမသိဘူးလှုပ်နေတယ်အပင်တွေလှုပ်ဘာကောင်းလဲမသိဘူးမိချောင်းလာဖို့လာလို့မသိဘူးဒါကတော့အခုကျက်သွန်နီဦးဆိုတဲ့နေရာမှာပေါ့နော်ကျက်သွန်နီဦးဆိုတဲ့နေရာကိုရောက်နေလမ်းရှောင်ရင်းနဲ့အပြင်းပြေဘလောက်ကလေးရှောင်ရတယ်ဟိုမှာတော့ငရံသားပေါက်ကလေးတွေပေါ့အဲ့ဒါလေးငရံသားပေါက်ဟိုမှာငရံအကောင်အကြီးအမငရံအကောင်အကြီးအမငရံသားပေါက်နေရလားမသိဘူးဟောဟိုမှာရေကူးနေဖို့ဖြစ်မယ်ဟိုမှာရေကူးနေဖို့ဖြစ်မယ်ဖို့